မျိုးတွေအားလုံးမင်္ဂလာပါဒီညကျတော့ influencer လိုမျိုးပေါ့နော်ကိုယ့်ရဲ့ night routine လေးကိုပြမှာဖြစ်ပါတယ်အရင်ဆုံးထုံလာလိမ့်ပါမယ်ထုံလာလဲကုံတော့မှာမလိမ့်ခင် comfortable မဖြစ်တော့လေအင်တီအပေါ်တက်လေးထုတ်ဝက်လိုက်တယ်ပြီးတော့ထုံလာလိမ့်မယ်ဖွင့်ကြတဲ့ဥစားဆရာ Kim Chang ရဲ့ talk show ပါဆရာပြောလို့ရှိရင်လေအရန်အားရပါရရှိလို့လေအားကြောင့်မလို့ကျုံစစ်စီနဲ့မှာနားထောင်ရင်းသဘောကြီးကြာနေတာစပင်ကဒီတိုင်းပြင်းလို့ရှောက်လို့ထားတာဒီတိုင်းမဲရိုလာရှိရည်နဲ့ရှောက်ပြီးတော့ကလိထားတာပေါ့နော်နည်းနည်း follow များရမလားလို့ဂျုံနာကိုနှစ်ချက်လောက်လိမ့်နေ level တွေကိုလည်းပဲ massage နဲ့လုပ်ပေးတယ်ပေါ့နော်ဒီလိုမျိုးအချိန်ရှိတဲ့ညစစ်ကူပါတဲ့ညတွေဆိုလို့ရှင်လို့ဖြစ်တယ်ဒီညစာလုပ်စရာမရှိဘူးဆိုတော့အားကြောင့်အေးစစ်စစ်တာရနေတာပေါ့နော်တကယ်တော့လုပ်စရာရှိတယ်ဒါပေမဲ့မလုပ်သေးလို့ရတယ်ကွာဒီလားအားကြောင့်မနောက်ရွှေ့ထားတာမဝတ်ချံအမာရွက်တွေကိုလိုက်ပြီးထောက်ပြနေတာပေါ့နော်လူတိုင်းမြင်ရပါတယ်ဒီတိုင်းလိုက်ရှောက်ပြီးလိုက်ထောက်ပြနေတာမမြင်ပါဆိုလို့လူကအေးလေးပြတ်ထားတာများတော့အားကြောင့်လို့အတန်ပြင်းတယ်လို့ဖြစ်အဘူးလည်းမသိဘူးနော်ကိုကမနာထောင်ရတာအဆင်မပြေဘူးကိုကပြင်းတယ်လို့တော့မဟုတ်ပါဘူးတိုင်းစိတ်မပါတယ်လို့မျိုးကြီးကွာဒီလားရှားလေးနေတာကွာဒီလားနောက်တစ်ခုကကြတော့ဒီရဲ့ L formula ဆိုတဲ့ဒီ serum spray လေးပေါ့နော်အဲ့ဒါလေးဖြန်းမယ်သူကအပေါ်ကအစီလေးနဲ့အောက်ကအရေလိုမျိုးဟာတွေကတခြားစီဖြစ်နေတာအဲ့ဒါဆိုတော့3ခါနေကျရင်ရှစ်ပြီးတော့မှသုံးပေးရတာပေါ့နော်စကားပြောတာအားလေးရှာလေးဖြစ်နေတော့လေလုံးပြီးတော့နားမလည်လို့ရှိရင်လည်းပဲတိခိုင်မြတ်ကြည့်ပေးပါနော်တစ်ခေါက်နဲ့အားမရတော့တစ်ခေါက်ထပ်ဖြန်းတယ်အဲ့ဒါမှလည်းရွှဲလေးဖြစ်သွားတာလိမ့်လို့ကောင်းသွားတယ်ပေါ့နော်သူကလေ budget brand တိလားဈေးချိုတွေမှာပါတယ်ဈေးမကြည့်ဘူးပြီးတော့တုံးရတာလည်းတုံးပြော့ပါတယ် overnight တခါတည်းအဲ့လိုမျိုးပြောင်းလဲသွားတာမျိုးတွေတော့မရှိဘူးတခြား brand တွေလိုမျိုးကွာဝူဝါဆိုပြီးတော့ပြောင်းလဲသွားတာမျိုးတော့မရှိဘူးလိမ့်နေတာအရန်ကြလို့ကြားထဲမှာဖြတ်လိုက်တယ်နောက်ဆုံးကကြော်ကြီးရဲ့ cream ပေါ့နော် brand ကအတူတူပဲဒီ L formula တွေကပဲအားလိုလိမ့်မယ်စုက combination နဲ့မှာပါတယ်ပေါ့နော်တာကြီးကအဲ့ဆိုသုံးရတာအဆင်ပြေပါတယ်အရန်ကြီးဟို heavy မဖြစ်ဘူး slow motion နဲ့လိမ့်နေလို့မို့အမ speed ချက်တင်လိုက်တယ်သူ့ကိုလည်းတခြားလေးစိတ်ဝင်ရလို့ massage လုပ်ပြီးတော့လိမ့်ပြီးပေါ့နော်လက်ပင်တွေကိုလည်းပဲလိမ့်ပေးမယ်လိမ့်ရတာအားမရလို့လည်းပြီးနောက်တစ်ခေါက်ထပ်ပြီးတော့လိမ့်မယ်လက်တွေကိုလည်းလိမ့်ပေးမယ်စိုးပါဘူးပေါ့နော်မစိုးဣနေတာပဲဒါလေးဒါဆိုရင်အကုန်လိမ့်ပြီးဘာလို့ budget လေး on budget ဆိုတော့အများကြီးမရှိဘူး step တွေအများကြီးမရှိဘူးဒါလေးကကျွန်တော် lip balm လေးပေါ့နော်ဒီ Manicure brand အဲ့ကောင်လေးသုံးလာတာကုံတော့မှာပေါ့နော်မစိုးတော့မစိုးပါဘူးဒါပေမဲ့မတည်ဘူးကိုကနှကန်းချက်တော့ချက်ထဲမှာပါတယ်ကွာဒါကပုံမှန်သူတွေချက်ကိုပို့ပြီးတော့6တွေထဲမှာပါတယ်အဲ့ဒါဆိုတော့မနိုင်ဘူးပဲ lip balm မနိုင်ဘူးအဲ့လိုမျိုးထက်ကစိုးပေးရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးရတယ်ဒီမှာပါတယ်လို့ရှိရင်မြစ်တောင်ကုန်ခါနီးမြစ်တောင်လေးတွေကိုကော့ပေးမယ်လှုပ်ထားတာတလားတော့ပြည့်တော့မှာပေါ့နော်အဲ့ဆိုကုံတော့မှာမြစ်တောင်လေးကနည်းနည်းပဲကြံတော့တယ်ဒါပေမဲ့တော်သေးတာတခုကပါလဲဆိုတော့အကုန်လုံးတော့ကျွတ်မသွားဘူးကွာဒီလားမြစ်တောင်တကယ်ဆိုမြစ်တောင်စိတ်တွေပါခါလေးကျွတ်သွားမှာလို့ပြောတယ်ဒါပေမဲ့အဲ့လောက်ကြီးကြီးတော့မကျွတ်သေးဘူးပေါ့ဒီမှာမျက်လုံးညောင်းလာလို့မျက်စင်းခတ်စင်းဟိုဘက်ဒီဘက်ခတ်တယ်ပြီးလို့ရှိရင်သပင်လေးဖြီမယ်ထုံထားတဲ့ဟာလေးတွေဖြီမယ်အဲ့မှာဖြစ်စင်လိုလေးဖြစ်နေတာအဲ့မှာအနောက်ဘက်ကဟာလေးဖြီမယ်ပြီးလို့ရှိရင်အပွားဖြီမယ်ပြီးလို့ရှိရင်ရှေ့ဟာဖြီမယ်အမေကိုတန်ကိုနားထောင်ပြီးတော့အိတ်တော်အိတ်ချင်လာပြီကို6သိမ့်နေတယ်လို့ပဲအိတ်တော့မယ်စပင်လေးချပြီးတော့နည်းနည်းပတ်ဖို့ဆွေးပါလေးပြီးပြီးတော့အိတ်ပါတော့မယ်အခု10နာရီဘယ်လောက်လဲအခု10နာရီထိုးတော့မှာဒီညတော့အစောအိတ်မယ်ပုံမှန်အရင်ညတွေကအေးရင်တော့ကြာလို့လေမဟုတ်ပါဘူးအေးပြက်လို့လေအဲဒါကြောင့်ဒီညတော့အစောအိတ်မယ်လူကအားကြောင့်လည်းနှုံးနေရလူကဒီနေ့နေ့လယ်တော့စားရတယ်လေအရန်များတယ်လေပါတယ်ပေါ့နော်လူကနှုံးပြီးတော့လေအားမရှိသလိုဖြစ်နေတာပစ္စည်းလေးတွေတင်ပြီးတော့အိတ်ပါတော့မယ်အားလုံး good night ပါ bye bye